လိုက်လို့ဆရာလို့ဈာရီကိုဝဲပါရှိရဆိုတဲ့အလုံးဦးစင်းအောင်လုပ်သွားတယ်ဒီဘက်တွေပါလို့ဖိတ်နေသွားတယ်ဝဲအားမပြတ်သွားတယ်ဖိတ်နေသွားတယ်ရှိနေတော့ဖုန်းလိုက်တယ်ဆရာတော့ဘယ်လိုလဲဆိုတော့အခုကိုကဟိုဆရာပြောင်းလာတာဟိုဘက်အဖွဲမှာအဲ့လိုမျိုးကိစ္စတွေရှိတဲ့ခါကျတော့ဆရာတော့အများကြီးတော့မပြောချင်ဘူးဟိုဆရာရဲ့ပုပ္ပရိကတိုက်ဆိုရင်တော့ဟိုဒါမပေးချင်ဘူးပေါ့နော်ဒါမပေးချင်ဘူးမပေးချင်တဲ့ကဏ္ဍတစ်ခုမှာဒါမင်းတို့ကလည်းကိုယ်စိတ်တဲ့ကိုယ်ခံယူချက်နဲ့ကိုဟိုလှုပ်ချင်တယ်ဒီမှာပဲနေချင်တယ်ဆိုလို့ရှိရင်ဟိုဆရာတယောက်နဲ့တယောက်မတူတဲ့မူဝါဒတွေအောက်မှာသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကိုညံရည်လေးလည်းကိုသွားမှာပေါ့အဲ့ဒါတွေအဆင်ပြေတယ်ဆိုရင်တော့ဟိုစမ်းပြီးတော့ထွိုင်းကြည့်ပေါ့လိုက်ကြည့်ပေါ့ဝဲဆရာနောက်ကဆရာတော့ငိုတဲ့တက်တူးသမားဆိုတော့ဒီမှာဆိုင်မှာလည်းတက်တူးတွေပါလေကိုယ့်အကိုရေးပြီးတစ်ခါကျရင်ဟိုအချိန်တွေကုန်နေတာမျိုးတွေရှိတယ်ဒီမှာသူတို့နဲ့ဒီဂိုင်းဘက်ကိုမလှည့်မိပဲနဲ့ကိုယ်စီးပွားရေးနဲ့ကိုယ်အချိန်ကုန်နေတာတွေလည်းရှိတယ်။မှတပည့်တွေလာလို့ရှိရင်သဘောတခုကဟိုကိုကဆေးမပေါက်ပေးနိုင်တာမျိုးရှိမယ်။ဟိုမင်းတို့ဒါချက်ဒါမှတ်ကွာဆိုပြီးတော့မတင်မေးနိုင်တာမျိုးတွေလည်းရှိတယ်။ဒါပေမဲ့တေးကြတာတခုကတော့ရွှင်ကျော်ဂိုင်းဆရာတို့မြည်သည်ဟဲ့လားဒီဖရာတရားတန်ကရန်နာသုံးပါးကိုတော့ဒါလူတွေကပါဇက်ကလာပြောတာကွာရင်ထဲမှာရှိနိုင်မှုဆိုတာဒါလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။သိလား။အဲ့လိုမျိုးဆိုတော့ဟိုအဲ့အပိုင်းနေနဲ့ပတ်သက်ပြီးတော့ဆရာတို့ကြတော့ဟိုအေးပဲသွားတာကွာပြောမယ်ဆိုလို့ရှိရင်ဟိုဆရာရှိမှနေပြီးတော့ဒီဟိုတခြားအဖွဲ့မှာတော့ကွာ2နှစ်3နှစ်ကြာခဲ့တယ်ဟိုထင်တဲ့လောက်တော့ဖြစ်မလာဘူးဘာမှလည်းမတင်ဘူးဘာမှလည်းမပြဘူးဆိုတာမျိုးတွေကြတော့ဟိုဆရာတို့အဖွဲ့ရောက်လာပြီဆိုလို့ရှိရင်တော့ဒါမှမဲဆွဲတဲ့စကားပြောတာမဟုတ်ဘူးเนาะတော်တော်စဉ်းစားရတယ်ဟိုဒီလိုမျိုးလေအခုအညီပြောင်းလာတယ်အညီဆရာလည်းဒါရင်ထဲကောင်းမှာမဟုတ်ဒါအဲ့ဒီကိုချင်းစာစိတ်လေးထားလိုက်လို့ရှိရင်ဆရာဟိုလူတယောက်ကိုပညာပေးမဲ့နေရာမှာအဲ့စကားတွေဟိုတသွင်သွင်ပြောရတော့မှာပြောရတော့မှာပြောမှလည်းသူတို့စဉ်းစားတတ်မယ်စဉ်းစားတတ်မှလည်းဟိုဆရာရှိမှပဲနေရမလားကိုဆရာအဟောင်းရှိပဲပြန်သွားရမလားဟိုလူဆိုတာမျိုးကတော့ဟိုအားလုံးပြည့်စုံမနေဘူးဟာတကူခွေးကြီးတာဆရာလည်းနည်းနည်းအသိကြီးရောရတယ်ဆရာအသက်ကြီးနေအသက်ကြီးရတယ်ဒီလားနေတော့ဒီလားနေတော့အခုဆရာမရှိတော့တယ်ကိုကကိုရက်ကြည့်လို့လာရတယ်ကိုကမလွယ်ဘူးလေနားမလဲကို86လို့မရဘူးတိတ်တိတ်ကြတယ်ဆရာရှာအောင်ငယ်တဲ့ဆရာရှာတာပဲဖြစ်ဖြစ်ကြီးတဲ့ဆရာရှာတာပဲဖြစ်အဓိကတော့ဆရာပြောချင်တာအသက်ငယ်တယ်ကြီးတယ်ဆိုတာထက်ကိုတချို့တွေကအသက်ကြီးတိုင်းလည်းအသိပညာကြီးတာမဟုတ်တချို့တွေကအသက်ငယ်တိုင်းလည်းအသိပညာငယ်တာမဟုတ်ဒီလိုမျိုးတွေရှိတယ်ဟိုဆရာတယောက်ကိုလေ့လာတဲ့အခါမှာတော်တော်လေးခက်တယ်ကွာပြောမယ်ဆိုလို့ရှိရင်တော်တော်လေးခက်တယ်ပြောလို့မရဘူးဆရာဥပမာထွက်သွားရင်ဒါတို့ကတော့ကြံရပြီးတော့ကိုလည်းမရဒီလည်းမရနေတော့ရှေ့ဆက်ရှောင်းလန်းမှုအဲ့ဒါလေးကိုတွေးနေတယ်ဒီပေါ်ကိုကလည်းပညာသင်ဘောကဆိုတော့ဒါမတွေးထားလို့လည်းမရဘူးတွေးတော့တွေးထားရမယ်ဒါတို့လည်းညာအလုပ်လုပ်တာအလုပ်တန်းလိုက်နေဒါလေးဝါနာပါတော့ဒီပဲတိုင်းလို့ရှောင်းလန်းနေတယ်တန်းတဲ့တော်လေးဘာလို့ဖြစ်ပြီးတော့ကိုလည်းလုံးဆောင်နေကြအောင်ဒီပဲတိုင်းနဲ့တိုင်းအဲ့လိုတွေးပြီးတဲ့ခါကျတော့စိတ်ထဲမှာအဲ့လိုပေါ်လာတော့ဆရာပြောင်းတယ်ဆိုတော့မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းခုနပြောသလိုဟိုခုနပြောတဲ့အကြောင်းတရားတွေကဒီဆရာတွေလုပ်တဲ့ပုံစံတွေကတော်တော်ဟိုလွန်မူလို့ပေါင်ကျော်တွေဖြစ်လာအဓိကတော့မူလို့ပေါင်ကျော်ဖြစ်လာတာပဲအဖွဲ့အစည်းတွေပြိုကွဲပျက်စီးလာတာတွေကပတ်သက်ပတ်ခတ်လာလို့ရှိရင်တော့ဒါအနည်းနဲ့မြန်တော့ပြောင်းကြရွှေ့ကြတာတွေတော့ရှိတာပေါ့နော်ဒါပေမဲ့ဘယ်အဖွဲ့ဘယ်ဌာနဘယ်နေရာကိုပဲရောက်ကိုယ့်ရဲ့ဥပဒေဆရာကတော့မမေ့နဲ့ကွာဟို तू ကောင်းမကောင်းကွာ तू မကောင်းတာသူ့အကြောင်းကိုမကောင်းရင်ကို့အကြောင်းဖြစ်သွားမှာအဲ့လိုတော့ရှိတယ်ဆရာလည်းသားချင်တယ်ကောင်းကောင်းဆရာတော့မင်းဆရာကတော့ရိုးသားပါတယ်ခုနကဆရာနားထောင်ကြည့်တာတော့မင်းဆရာရိုးသားလို့မျိုးလေဟဲ့အောင်မင်းညီလေးမင်းဆရာရှိမင်းပြန်มาလားလို့ကိုမင်းကိုပြောတယ်လေဟုတ်တယ်မလားမပြောတဲ့ကိစ္စတခုမှညီကဘယ်သူမှလည်းမရှိဘူးကျွန်တော်ကလည်းအရင်ကရန်ရင်မနေဘူးမင်းပြောတဲ့ပုံစံကဟိုအရှိကရင်းတော့ရင်းနေတယ်ရင်းနဲ့သွားတယ်လာတယ်ဆရာဒါနဲ့ပညာနဲ့ပတ်သက်လာတော့သင်ကြားမှုလို့လည်းနေတယ်ကြာကြီးလာမှုလေဆရာလည်းသူကိစ္စနဲ့ကြောက်တယ်လောက်ပြီးအသွားလာလည်းနေတော့အခုသင်ကြားမှုလည်းနေအခုညီငန်းကြီးရဲ့အတွေးခေါ်တွေကငန်းကြီးဒီဘက်ကိုရွှေ့လာခြင်းနဲ့ဆိုတာကတော့အခုကတော့ဒါမပေးချင်ဘူးဒါပေမဲ့ပေးမယ်ဟိုဆုံးဖြတ်လိုက်ပြီကွာပေးမယ်ဆိုတာကဒါဟိုဆရာပြောင်းနေကိုကြီးတော်တော်များလာတယ်ကွာအများကြီးပဲဟိုကရုပ်လာမြက်မြွေဟိုပြောနေကြစကားပဲဟိုဆရာကောင်းမကောင်းဆရာရှိပြန်มาဆိုတဲ့စကား
ဟိုအမြဲတမ်းပြောတယ်ဒါပေမဲ့အဲ့နေရာတစ်ခုမှာကဆရာဟိုဘက်မှာမမြင်ရဘူးမင်းတို့ဆရာတပည့်တွေဘာဖြစ်ကြလဲမင်းတို့ဖွဲ့စည်းတွေဘာဖြစ်မင်းတို့ပြောတဲ့စကားတစ်ခုပဲကိုတို့ကကြားရတာအဲ့ကြားရတဲ့ကဏ္ဍတစ်ခုယုံပြီးတော့မင်းတို့ဒိုင်းဆိုပညာပေးလိုက်လို့မရဘူးသဘောပေါက်လားမသိဘူးအဲ့တော့ဟိုဆရာပြောချင်တာကတော့ဟိုဆရာပညာပေးမယ်ဆရာရှိမှနေကြည့်ဆရာမူဝါဒနဲ့ရှောက်ကြည့်အချိန်တန်လို့ဆရာကကျွန်တော်ဆရာကျွန်တော်ရှိပြန်ကျင်တယ်ဆိုရင်ပြန်ခွင့်ပြုတယ်ဒီမှာလဲကွာထိုက်သလောက်ပေါ့ငါတို့လုံးပုံကိုင်ပုံလေးတင်ပေးလိုက်မယ်ဟိုမှာစမားနဲ့ပတ်သက်တာလေးလည်းနည်းပါပြပေးမယ်ကုလုံးကူကွက်နဲ့ပတ်ခတ်တာတွေပြပေးမယ်ပြပေးလို့ကိုယ့်အကူအဆင်ပြေလာပြီဆိုရင်တော့ကိုယ့်ဆရာရှိကိုပြန်နိုင်မပြန်ချင်ဘူးလို့စိတ်ထဲမှာရှိတယ်ဆိုရင်တော့အ ਨੇ ဆုံးတော့ဆရာသမားကိုမမေ့နဲ့ဟို3လတန်ဒီတစ်ခါ9လတန်ဒီတစ်ချိန်လောက်တော့ကိုယ့်ရဲ့ဆရာရှိကိုဟိုအကျိုးကြောင်းလေးတော့သွားပြီးတော့ဂါရဝလေးတော့ပြုစေခြင်းတယ်အဲ့ဒါတွေကိုမင်းတို့အစင်တစိုက်လုံးမယ်ဆိုရင်တော့ပေးမယ်ခုနပြောသလိုပေါ့စီကံကြတွေကတော့အများကြီးရှိတာပေါ့ကွာဘာတွေမှမသိဘူးထက်စီကံကြတွေရှောက်ထုတ်ထားရတာပေါ့နော်အဓိကတော့လူမှုရေးမရှုပ်ထွေးအောင်ဘာသာရေးမညှိုးနှွမ်းအောင်ဂိုင်းတော်ရဲ့အယောင်ဝါမမင်းမိန်လာအောင်ဟိုဒါတွေကလိုအပ်တယ်အဓိကငါတို့ခေါင်းဆောင်ဆရာတွေမှာလိုအပ်တယ်ငါတို့ခေါင်းဆောင်ဆရာတွေတစ်ချက်မှားသွားကြည့်နောက်ကအဖွဲတစ်စီတန်းအကုန်မှားမှာအဲ့မှာတစ်ယောက်စားနှစ်ယောက်စားလောက်ကတော့ဟိုစဉ်းစားတတ်တဲ့လူကအတွေးခေါ်ရှိတဲ့လူကမနေတော့ဒိုင်းဆိုတခြားအဖွဲကိုထထော်အောင်ရွှေကျော်ကိုင်းကမှန်ရိုးရိုးလေးဟိုမင်းတို့မြင်နေရတဲ့ဟာတွေလိုင်းမော်ဟာတွေတော့သွားမကြည့်နဲ့အားလုံးကဟိုငါဆရာကြီးပဲဘယ်တော့မှအောက်လည်းမစင်းဘူးတို့ကပြောတော့အပေါ်တက်မဲ့စကားတွေကြီးပဲလုံနေတာအောက်လုံတွေကြီးပဲအဲ့မျိုးတွေအများကြီးပဲအဲ့တော့ဆရာတို့ကျတော့လူငယ်ပြီးကိုချစ်တဲ့ဂိုင်းလို့ကိုလုံမယ်ကိုဆရာသမားဩဝါဒစကားကိုအတက်နိုင်ဆုံးမြေဝယ်မကြနားထောင်မယ်ဟိုကျန်တာလေးရတော့ဒွိဟဖြစ်တာလေးရတော့ကိုယ့်ကိုဘာသာရေးမှာရှာဖွေရမယ်ဥပမာဗိတိကစာပေတွေမှာလေးလာမယ်ဆရာတော်ကြီးကဘလို့ဟောလဲတရားတွေမှာဘာတွေပြဋ္ဌာန်းထားလဲဟလာဒါတွေနဲ့ဆရာရဲ့ဟိုဆရာသမားရဲ့မူဝါဒလမ်းစဉ်နဲ့ဟလာဟိုကိုက်ညီမှုရှိမရှိဒါကိုလေးလာမှာအဲ့တော့အာစရိယဝါဒတော့လုပ်လို့မရဘူးအဲ့ဒီအာစရိယဝါဒတွေကလေအများကြီးရှိတယ်တချို့ရှိတယ်ကွာတပည့်တွေကိုကြည့်မလားပိတ်ထားတာကွာသိလားဟာငါပြောတာပဲလို့ဆိုတာငါတကောကြီးတွေကအဆင်မပြေဘူးဆရာတို့ဘက်မှာကျတော့ငါတကောတော့မရှိလဲဆိုရှိတယ်ဘလို့ငါတကောอ่ะဆိုတော့ဖရာတရားတန်ကရန္ဒနာ3ပါးအောက်ကနေပြီးတော့ငါတကောကောတယ်ဟိုအထိုက်တဲ့ပေါ့နော်ဟိုအပိတ်ကြီးတော့မရှိဘူးဖွင့်ပေးထားတာရှိတယ်ဟိုဒါမှားနေတယ်ဟုတ်ပါတယ်ပြောနေတယ်ကဲမယုံချကွာမင်းလှုပ်ချင်တာလှုပ်ဟိုကို့အတွင်းနဲ့ကိုမပြောဘဲနဲ့ဖရာအဆုံးမနဲ့ပြောရမယ်ဒီဆရာတော်ကြီးရဲ့အဆုံးမနဲ့ပြောရမယ်ငါထင်တာငါပြောလို့မရနောက်ပြီးတော့တို့ကိုင်းမှာဆိုလို့ရှိရင်ရှေးသနာရှင်ဆရာကြီးဦးတန်းညွန့်တို့ဟုတ်လားအဖေကြီးဦးမြခင်တို့ဆိုတော့ကိုယ့်ရဲ့မီယိုးဖလာရိုးရာယုံကြည်မှုမှာကဒါဆရာအစင်ဆက်တွေရှိတယ်ဒီဆရာသမားတွေရဲ့ကောင်းတဲ့စကားတွေကိုမြေဝယ်မကြနားထောင်ရမယ်လိုက်နာကျင့်သုံးရမယ်နောက်အဖွဲ့အစည်းတစ်ခုမှာနှစ်ပတ်လည်ကြော်ဝဲတွေရှိမယ်ဟုတ်လားဟိုလားစင်လာတိုင်းတူဝါတာတွေရှိမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့လေကိုယ့်ရဲ့ဟိုဝင်ကိုနိုင်တဲ့လောက်ကိုနိုင်သမျှဝင်လေးတော့ထမ်းရတယ်ဟောဆရာတို့လည်းဒါထမ်းခဲ့ရတာပဲယနေ့ချိန်ထိဆိုတော့အဲ့ဒီဟာမျိုးလေးတွေကကုန်ကြစိတ်လို့ထင်လာတာမျိုးတွေငါတို့ကြော်ပွဲတွေမရှိရင်တိတ်ကောင်းမှာပဲတို့ဘာလို့ဆိုကြော်ပွဲမရှိရင်ပတ်စံမကုန်ဘူးလေမကုန်ရင်လည်းသွားတရားမလို့ဆရာကြီးလေကိုတွေလည်းအေးဆေးပဲဆိုတော့ဟိုပညာရဲ့တစ်ခုကိုလည်းအဲ့လိုနောက်ကနေပြီးတော့လဲဟိုပြောမယ်ဆိုလို့ရှိရင်ဟိုရေသားခိုရဆောင်းလိုက်ပြီးတော့လိုက်လို့လည်းမရပါဗျာစိတ်ကလည်းမှန်ရမယ်လှုပ်ဆောင်ချက်ကလည်းမှန်ရမယ်ဆရာသမားကလည်းသွားပုံသွားနီးလှုပ်ပုံလုံးနီးကလှုပ်ပုံကိုင်းနီးကိုလည်းပြတဲ့ခါမှာတပည့်ကလည်းအဲ့ဒါလေးကိုယုံကြည်လက်ခံတယ်ဆိုရင်အဲ့ဒါလေးကိုအတိအကျလိုက်ပြီးတော့ကျင့်သုံးရမယ်ဒါမှလည်းဒီတပည့်ကဖုံးကန်ကြီးမှဆရာဖြစ်မှာဟိုအိမ်ထဲမှာဗတိလိမ့်စိတ်နေလို့လည်းမရပြန်ဘူးနော်ဟိုဇရဏတွေအရန်ကောင်းနေတယ်တီလာအားတွေရန်ကောင်းနေတယ်ဆိုရင်လည်းဟိုဒါဟိုကိုယ့်အတွက်တော့ကောင်းလိမ့်မယ်အများသူငါတို့လုပ်တဲ့ခါကျမှကိုယ့်ရှိမှရှိတဲ့အားလေးနဲ့ရောခုနှစ်သားသမီးအပူလေးကိုရောကိုကဟိုမျှတအောင်ဒါလုပ်ရမှာတွေးတော့ပြီးတော့အဲ့လိုတော့ရှိတယ်ဒီပေါ်အဲ့လိုမျိုးဒီဟိုကနေလက်ခံနိုင်တယ်ဆိုရင်တော့ဟိုအကွာပေးရမှာပေါ့ရှင်းရှင်းပြောရရင်ဟိုဆရာကကျတော့နည်းနည်းပြောမယ်ဆိုစိတ်ရှုပ်သိမ့်မခံနိုင်ဘူးဆရာဒီမှာသူတို့နဲ့တူဝိုင်းရေးမယ်အားလက်ချီမှာဂိုင်းလို့လေးလုံးမယ်အရင်ကလောက်ဒီဟိုအရင်မလုံးဖြစ်တော့ဘူးဆိုတာဘာကြောင့်လဲဆိုတော့အဲ့ line မော်ဟာတွေကိုမြင်ပြီးတဲ့နောက်ပိုင်းမှာဟိုတော်တော်လေးကိုစိတ်ထဲမှာဟိုစိတ်မကောင်းခြင်းများစွာနဲ့တိတ်မတင်ဖြစ်တော့တာကြီးများတယ်ဟိုတမျိုးကြီးတွေဖြစ်နေပယောဂကုဓာတွေကလည်းဟာ
ကြောင်တတ်မှလို့ဖြတ်မှလို့ထထိုးထကန်နေဒါမျိုးတွေကဒါမလုတ်တင်ဘူးဟိုလုံးမယ်ဆိုရင်လိုင်းပေါ်မတင်နဲ့နောက်ရှိပါတယ်တော်တော်များများတွေနောက်ဟိုအစုံမဲကွာမင်းတို့မြင်နေရတာတွေကဟိုရွှေရော်ခိုင်းနဲ့ကွာမဆိုင်နဲ့အလုတ်တွေကိုလုံနေကြတာတွေအများကြီးသူတို့ဆရာတွေမလုပ်ဘူးနော်သူတို့တပည့်တွေလုံနေတယ်မင်းတို့ကလည်းငါ့ကိုလာမေးမယ်ဆရာအဲ့ဒါလုံလို့ရလားဆရာဒါကဒီလိုဟုတ်လားဟဲ့မဟုတ်ဘူးတဲ့ငါအဲ့ဒါဒိုင်းခံဖြည့်ရှင်းရတာအလုတ်ကြီးလုံတပည့်တွေကိုဟိုသူတို့ကလည်းဟို line ပေါ်မှာတွေ့ရလေးလာမေးတာလေဟိုကိုကလည်းစိတ်ဆိုးစရာတော့မရှိပေမဲ့ဟိုဘ누구စိတ်ဆိုးလို့စိတ်ဆိုးရမှန်းမသိဘူးဖြစ်နေဟိုဆရာသူတွေမင်းတို့ဟိုအရှိကဟိုပေါ့နော်ဆရာတို့ပညာယူကအရှိဟို4 5 6နှစ်လောက်ကတော်တော်လေးအေးချမ်းတယ်ဂိုင်းလောကမှာရှေ့ဆရာကြီးအဖေကြီးဦးမြခင်တို့လက်ထက်ကအဘဘိုးတို့ဟန်တို့လက်ထက်ကအဘပွင့်တို့လက်ထက်ကပြဿနာတွေကမရှိလို့ရှိတယ်ဒါပေမဲ့ခုလောက်ထိမကြဲပြန့်အောင်အခုက social media ခေတ်ကြီးဆိုတော့တခုဆိုရင်ပွားလာကျဲကုန်တာဟုတ်တာလဲပွားလာကျဲတယ်မဟုတ်တာလဲပွားလာကျဲတယ်အဲ့တော့နောက်ဆိုရင်မင်းရွှေကျော်ဆရာစစ်တို့မြည်ဒီ line ပေါ်မှာတွေ့ရဖို့တော့အလုံးမခက်ခဲရပါလိမ့်မယ်ရှာဘူးလို့တွေ့တော့မှာမဟုတ်တော့ဘူး